နေ့တစ်တရဲ့ပရိနိချက်ဖွင့်လျင်ရွှေဝေအောင်နေကြီးပစိုးစည်းကပလာကဘာမီခင်းတဲ့ကဲ့သို့တန်စုံကြီးချင်းငယ်တွေတွင်မီလို့ခံတောင်းငယ်ပဲပြုတ်တဲ့တန်ချိုးသေးတယ်။တောင်ရတန်းကြီးတရားတန်တလွင်လွင်စီနဲ့လင်းချက်ဖို့တွင်မီမတွင်မီလဲတားဆီးမရတဘာဝမှုမိုးကားတော့လင်းပါပဲ။စီးချေလို့မမီတူနှိုင်းလို့မညီတဲ့အလှတရားတွေထဲမှာနက်နက်ခင်းရဲ့အလှကလည်းအလှစစ်တစ်ခုတည်းကအလှတစ်ခုပါနေကြီးရဲ့ငှက်ကလေးတွေတဲပြုတ်တဲ့ရဲ့တရားတန်တွေနဲ့လင်းချက်ရဲ့အော်မီတန်တွေကလည်းနက်နက်ခင်းရဲ့အလှကိုပူပြီးလှပနေစေတာကတော့အမှန်ပါဒီအလှတွေကြောင့်ကျွန်တော်ရဲ့စိတ်တွေအေးချမ်းသာယာနေပြီမြင့်စိုးရင်တဲ့စိတ်တွေနဲ့လည်းရောထွေးနေတာကတော့အမှန်ပါအကြောင်းကဒီမနက်ကျွန်တော်ရဲ့မူရဲ့မြေကိုပြန်ရွာမှာရှိတဲ့တဘာဝအလှတရားတွေကိုဗီဒီယိုရိုက်မယ်ဆိုတဲ့စိတ်ကူးရှိနေတော့ပါဒီဗီဒီယိုကလည်းကျွန်တော်ရဲ့ပထမဦးဆုံးသောဗီဒီယိုဘလော့လေးဖြစ်တာကြောင့်အစီအပြေပါမလားဆိုတဲ့စိုးရင်ပူပန်တဲ့စိတ်ကရှင်ကြီးမှရှိနေတာတော့အမှန်ပါပဲဒါကြောင့်စိုးရင်ပူပန်တဲ့စိတ်တွေပြေပြောက်စေဖို့ဖျားကန်းကိုဝင်ရှေ့ခုကတော့ဆူတောင်းရင်ကျွန်တော်ရဲ့ရွာပြန်ခရီးကိုစတင်ဖြစ်ခဲ့ပါတော့တယ်မွေးတဲ့ဒီခရီးရှိကြီးစရာသဘာဝတွေနေပါကျူးရိပ်ပင်ဟိုတန်းတရေရိပ်နဲ့ဖြတ်တန်းသွားနေတယ်လို့စေးဆူဆူလေကွင်းပြင်နေကွင်းရဲ့ကြဲကြဲဘောင်ခတ်မထားတယ်လို့ပါပဲနေကြီးကနွေနွေလက်ဆက်တဲ့လေပြေညီရနံ့တွေနဲ့ကြည်လေးလေးကန်ရည်ပင်ကံပေါင်းပြင်စေးဆူဆူမပြောပင်တန်းညီရတာတကယ်တမ်းရှင်နှင်းမှအေးချမ်းလာတော့အမှန်ပါမြို့ပြရဲ့ပူလောင်မှုခဏတော့ပျောက်သွားတယ်လို့ပါပဲတစ္ဆာမုန်ကြီးစီဒီတော်နှင့်ပြည်လုံးချမ်းသာမြတ်စွာဘုရားကြီးကိုလည်းရွာမရောက်ခင်တရားဝင်ဖြစ်တဲ့ထင်းကြီးကျွော်မှာလမ်းကြုံမှုဝင်ရောက်ဖူးမြော်နေပါလေ
အခုမြင်တွေ့ရတဲ့ဂူကုန်းကျောင်းတိုက်ကြီးနဲ့ဖျားစီတွေကလည်းကျွန်တော်တို့ရဲ့ရွာတစ်ဖက်ကမ်းမှာရှိတဲ့မလက်တူကျွော်မှာရှိပါတယ်။ရွာရဲ့ဖျားနဲ့ရွာတန်းငယ်ကိုလှမ်းမြင်နိုင်တဲ့ရွာလေးပါ။ဒီရွာလေးကပဲမြစ်ပြင်ကိုဖြတ်ပဲတောင်ကရုနဲ့ကူးမှရွာကိုရောက်နိုင်ပါတယ်။မူပင်မျိုးကနေတဆင့်ပန်တဘော့တရားကိုဖြတ်ပြီးရွာကိုတက်ရိုက်ကားနဲ့သွားလို့ရပေမဲ့ကားမရှိတဲ့ကျွန်တော်တို့တော့လေကလေးကိုစီးမြစ်ပြင်ကိုဖြတ်ကူးရတဲ့အရာသာကိုပို့ပြီးနှိမ့်ဆိုင်မိတာတော့အမှန်ပါပဲမြစ်ပြင်ရဲ့ကြဲကြဲလေငယ်ကိုစီးလို့တငါတဲ့ပိုက်ကုံဖြန့်နေမမိနိုင်တဲ့ကျွန်တော်တို့ရုံလေးပါဗျာပင်ရန်ထက်ပြောင်အမြင့်မာနေအမြင့်မာပဲဝေတဲ့ပန်းအမြင့်မာပဲအမြဲမနေတယ်လို့အမြဲမဝေနိုင်ပါဘူးအမြင့်မာကြွေကြပန်းသူမရှိအလင်းခံဒီဘဝနဲ့အကျွေပန်းရွှေနန်းတော်ထိုက်ချင်ခေရမဟုတ်လေတော့အိုးအလင်းခံလွမ်းချောက်ဘီနေရာရောက်ပေါ်ဒီမြေမှာမွေးပြီးဒီမြေမှာပဲကျွန်တော်ကြည်ရင်းခဲ့ပါတယ်ဒီမီကတော့အရင်တိုင်းရင်နဲ့တွင်တင်းနေစေပါဒီရေကလည်းအရင်တိုင်းနှုတ်ပြိုစွာစီးဆင်းစေပါဒီလေကလည်းအရင်တိုင်းလက်ဆက်နေစေပါဒီလေကလည်းအရင်တိုင်းနှွေးထွေးနေစေပါဒီအိမ်မှာမြည်ပြီးဒီအိမ်မှာပဲကျွန်တော်ကြည်ပြင်းခဲ့ပါတယ်အခုတော့လေအင်ကြီးရဲ့အိုအဖေလေးအိုပြီးဖို့လေအင်ကြီးရဲ့အိုပြီးမဲ့အဖေမြစ်တာကတော့လက်ဆက်နေစေပါအတောင်ဆုံးအတိုက်အုံအိုစွန့်လို့အဝိုင်းစပွဲတော်လူမစုံတော်ကြာလာပေါ့အမိမရှိလေတော့အမေလက်ရအမိဟင်းလေရဒီအိမ်အိုကိုရောက်တိုင်းတတိယဆဲပါအမေဓာတ်ပုံနဲ့အမေအလှသားတကယ်မေးမရပါตาလွမ်းနေတာတင်မဟုတ်အဖေကပူလို့တောင်လွမ်းနေစေပါအမီဒီအိမ်ကြီးနဲ့ဒီအဖေတကယ်အိုရာမှန်ပေမဲ့အဖေမြစ်တာကတော့တကယ်မအိုသေးပါအမီခေဟပြเสียဂုံတရက်တည့်ကြီးတော့မရှိပါယူသားစွာနေပြီးယူသားစွာပဲအသက်မွေးနေကြပါတယ်ဝမ်းတထွာအတွက်ပြာရာတော့မခတ်နေကြပါဘူးမြစ်ဘေးမှာနေလို့ကုံကူးလို့ငါးရှာဝမ်းစာမှုအစမ်းကြီးတော့မဟုတ်ပါဘူးစိုက်ပြူးလို့ဝင်းညူပေါင်းတင်လို့ရေကူတာလေတောင်သူတွေရဲ့အလုပ်ပါပဲစိုက်ပြူးလို့ဝင်းညူကုံကူးနေလို့လေမပေးသေးပါဘူးကျမ်းမာလို့ပညာရှာဘာသာနဲ့သာသနာတူဆုံကပေါင်းမှလည်းပြည့်စုံပါပါအရင်တုန်းကတရွာသွားတက်ရတဲ့အထက်တန်းကျောင်းအခုတော့လေရွာမှာရှိနေပါပြီ
အရင်တုန်းကရေရင်ကိုစီးလို့မြို့မှာစီးသွားကူးခဲ့ရပေမဲ့အခုတော့ရွာမှာတိုက်နေစေးရုံကြီးလေးရှိနေပါပြီ။ကျောင်းကြီးရဲ့စေးရုံရဲ့ဂုံထေလို့မဆုံးဂုံယူလို့လည်းမစိုးနိုင်ပါပဲ။တကယ်တော့ကျွန်တော်တို့ရွာကဥစ္စာဒနာကျေဝချမ်းသာကြတာတော့မဟုတ်ကြပါဘူး။ဗုဒ္ဓဘာသာမြန်မာတွေမှုတရားတရားကတော့ချမ်းသာကြပါတယ်။နှစ်စဉ်နှစ်တိုင်းဆိုသလိုပါပဲဖျားပွဲရေရဟန်းကန်ရှင်ပြုအလှတော်မင်္ဂလာကိုတော့ကျင်းပလှူဒန်းကြတဲ့ဓလေ့တွေကတော့စင်စမပြတ်ရှိခဲ့ကြပါတယ်။အလူရှင်တွေရဲ့အလူမန်းတက်တွေဆောက်လို့မြမဆိုင်ဝိုင်းတွေရွာကလူငယ်ဂီတဝိုင်းတွေအိုးစီတိုးဘက်ဝိုင်းတွေနဲ့ဧခံဖြိုပြေးရေးတွေကအရင်တုန်းကဆိုလှူဒန်းနိုင်ခဲ့ကြပါတယ်။သာသနာလမ်းကိုရှေ့ကကင်လို့ရွာအစားကနေရွာအဆုံးထိရှင်လောင်းလဲတဲ့မြင်ကွင်းကလည်းကျွန်တော်ရဲ့ဘဝအတွက်တော့မမိနိုင်စရာကျွန်တော်တို့ရွာရဲ့ပျော်ရွှင်ချမ်းမြေ့စရာဓလေ့ရိုးရာမြင်ကွင်းလေးတစ်ခုပဲဖြစ်ပါတယ်။ရှင်ကောင်းလေချင်းဓလေ့ထုံးစံကတော့ဒေတာတစ်ခုနဲ့တစ်ခုမတူညီကြပေမဲ့ကိုရွာရဲ့ကိုဓလေ့မှုကိုနှစ်ချိုက်နေပါတယ်။ရွာစားကနေရွာဆုံးလှည့်ပြီးလို့နောက်ဆုံးမှာရှေးအောင်စီတီဖြစ်တဲ့စုတောင်းပြကျဲမွန်လာစီတီတော်မြတ်ကြီးစီမှာရှစ်ကိုဦးခိုင်ရှင်နောင်းလှည့်ရတဲ့မြင်ကွင်းကကြီးညူပွဲရာကျွန်တော်တို့ရွာရဲ့ရှင်နောင်းလှည့်ဓလေ့ရိုးရာတစ်ခုပဲဖြစ်ပါတယ်။နောင်လေဒီလိုကြီးညူပွဲရာဓလေ့ထုံးစံလေးတွေကိုဆက်လက်တည်မြဲပြီးလက်ဆင့်ကမ်းထိမ့်သိမ့်နိုင်ပါစေလို့လည်းရှင်နေကဆုတောင်းမိပါတယ်။ကျွန်တော်တို့ရွာဘလောက်စီစဉ်လေးမှာကျွန်တော်တို့ရွာရဲ့လူမှုရေးပညာရေးကျန်းမာရေးအစီအစဉ်တွေကိုလက်လန်းမီတရားတင်ပြခဲ့ပါတယ်။ယခုတင်ပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရွာရဲ့ဘာသာသာသနာနဲ့တည်ထားကိုးကွယ်ကြတဲ့ဖျားစီတီရောအကြောင်းတွေပဲဖြစ်ပါတယ်။ယခုမြင်တွေ့နေရတဲ့ဘုံကြီးကျောင်းကတော့ကျွန်တော်တို့ရွာရဲ့ခေတ်ဆက်ဆက်ကိုးကွယ်ခဲ့တဲ့ရွှေတိမ်တော်တိုက်ကျောင်းကြီးပဲဖြစ်ပြီးတည်ထားကိုးကွယ်ခဲ့တဲ့ဖျားစီတီတွေတသနိကအဆောက်အဦတွေရှင်းရှင်းတည်တံ့ခံရအောင်လမ်းမြဆောင်ရွက်ခဲ့တဲ့ဆရာတော်များခေတ်ဆက်ဆက်တည်သုံးခဲ့တဲ့ကျောင်းတိုက်တော်ကြီးပဲဖြစ်ပါတယ်။ယခုကြည်ညိုဖူးမြော်ရတဲ့ဇီဒီတော်ကတော့စုတောင်းပြီးကြိုက်မွန်လာဇီဒီတော်ကြီးပဲဖြစ်ပါတယ်။ရှေးခါကနေစပြီးကျွန်တော်တို့ရွာမှာရှိစဉ်အချိန်ကလေးကအေယာရီတူးမြစ်ကမ်းဘေးမှာမြို့ယူကြီးကစီးနေတဲ့ထုံးဖြူဖြူဇီဒီနစုကိုမိယူတလျှောက်စုံစံသွားလာနေတဲ့ဂုံကူသမောတွေခီးသောသမောပေါ်ကနေကြီးညူခွေရာဖူးမြော်ခဲ့ရတာနှစ်ပေါင်းများစွာပါပဲ။တဘာဝမြည်ရည်ရဲ့တစားမှုကြောင့်နောင်တော်ကြီးနောင်တော်လေးစီဒီနစုထဲမှာနောင်တော်လေးစီဒီစွာမြည်ရည်တွေကိုရှီခါခဲ့ရပါတယ်။နောင်တော်လေးစီဒီတော်ရဲ့အမည်ကစောမောင်လာစီဒီတော်မြတ်ဖြစ်ပြီးနောင်တော်ကြီးစီဒီတော်ရဲ့အမည်ကကျဲမောင်လာစီဒီတော်မြတ်ကြီးပဲဖြစ်ပါတယ်။ရည်ရည်တိုက်စားမှုကြောင့်ရှီခါခဲ့ရတဲ့ဇီဒီကစောမောင်လာဇီဒီပါပဲ။မုံရထာဝနာဇီဒီဟောင်းနေရမှာငရေယုံဖျားကိုတည်ထားကိုးခွင့်ထားပါတယ်။
ယခုဖူးမြုံရတဲ့စီဒီတော်မြတ်ကြီးကမြည်ရတိုက်စားမှုကြောင့်ရှီခါခဲ့ရတဲ့စောမော်လာစီဒီတော်မြတ်ကြီးစာဌာပနာများကိုပြန်လည်တူဖော်ရယူပြီးအသစ်ပြန်လည်တည်ထားကိုးကွယ်ထားတဲ့ရွှေတကုံပုံစံတူစီဒီတော်မြတ်ကြီးပဲဖြစ်ပါတယ်။စီဒီတော်မြတ်ကြီးရဲ့အဖွဲအမည်ကိုလည်းကျိတ်မော်လာစီဒီတော်လို့ပဲအမည်မှဲ့ခေါ်ထားပါတယ်။ရွှေတိန်တော်ကျောင်းတိုက်ကြီးရဲ့အနောက်ဘက်မှာလည်းဓမ္မစက္ကိနာရုပ်ပွားတော်မြတ်ကြီးကိုလည်းဖူးမြုံကြည်ယူနိုင်ကြပါတယ်။ဓမ္မစက္ကိနာရုပ်ပွားတော်မြတ်ကြီးကလည်းမြောက်ကလာပမှာရှိတဲ့မေလမှုရုပ်ပွားတော်မြတ်ကြီးနဲ့ပုံစံတူတည်ထားကိုးကွယ်ထားခြင်းပဲဖြစ်ပါတယ်။ဖျားရဲ့ပရဝုံအတွင်းမှာလည်းဗုဒ္ဓဝင်ပြကမ်းများကိုလည်းဓမ္မစက္ကိနဲ့ဖျားကြီးကိုဖူးမြော်ရင်းဘေးပတ်လည်အဝန်းတဝိုက်နေနဲ့တခါတည်းဖျားမှုဧည့်သည်များဖူးမြော်ကြည်ညိုနိုင်မှာလည်းဖြစ်ပါတယ်။ဓမ္မစက္ကိနာရုပ်ပွားတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုပြီးရင်တော့အနောက်ဘက်မှာရှိတဲ့ဖွားပွင့်ဟောဇံတတ္တဌာနခုနှစ်ဌာနရုပ်ပွားတော်မြတ်တွေကိုလည်းပဲလှည့်လည်ဖူးမြော်ကြည်ညိုနိုင်ကြပါတယ်။
အဲ့ဒီဖျားအဝန်းတွင်းမှာပဲဖျားဘူးဧည့်သည်များအပန်းဖြေအနားယူနိုင်မှုပန်းကြံနေတိဆောက်ထားတဲ့အတွက်ကြောင့်မိသားစုဝင်များဖျားလဲဖူးအပန်းလေးဖြေနိုင်ကြပါတယ် ကျွန်တော်တို့ရွာရဲ့မမေ့နိုင်တဲ့မြင်ကွင်းကတော့ညနေနေဝင်စီးစာချိန်မှာဖျားစီတီတော်လေးကိုဖူးမြော်ကြီးညိုကတော့ဆူတောင်းအပြီးမှာမြေကမ်းဘေးမှာရှိတဲ့မြို့ရိုးကြီးမှာထိုင် AR တိုးမြစ်ကမ်းကြီးမှာစုံစံသွားလာနေတဲ့သမောတွေကိုကြည့်ဝမ်းစာရှာဖွေနေကြတဲ့တန်ဃာတဲ့ပိုက်ကွန်ချတာတွေကြည့်ပြီးတော့နေလုံးကြီးဝင်တဲ့အလှပဆုံးနေဝင်စည်းစာချိန်ကိုလမ်းမောပွေရာတွေ့မြင်ခံစားနိုင်ပါပဲဖြစ်ပါတယ်။ဒါကြောင့်မို့အခွင့်အခါကြုံရင်တော့အေယာဝတီမြေကမ်းဘေးမှာရှိတဲ့ကျွန်တော်တို့ရွာလေးကိုတော့အလေတစ်ခေါက်လာရောက်ကြပါလို့ဖိတ်ခေါ်ပါရစေ။